Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဗီဒီယိုတွေကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီ Sinner 2025 movie နဲ့ပတ်သက်ပြီးတော့ကျွန်တော် fan point လုပ်ချင်တဲ့ပုံစံလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုလေးကိုဖန်တီးပေးရတာပါအဲ့အတွက်ကြောင့်မို့လို့စိတ်နှောက်ယှက်ရှိနေလို့ရှင်တော့တောင်းပန်ပါတယ်တခြားလုံးကဒီ movie အကြောင်းကိုကျွန်တော်ပြောပြသွားမှာပါပထမဆုံးအနေနဲ့ Sinner ရဲ့ဘယ်လိုပြောမလဲ story line နဲ့ plot point ပေါ့လေ plot point ကျွန်တော်အတွက်ဆိုလို့ရှိရင်အသစ်ဆန်းတစ်ခုလို့ကျွန်တော်ခံစားရတယ်ဘာဖြစ်လို့လဲဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်မြင်မှုတဲ့တဲမှာတရက်ထဲအကြောင်းတော့ပြောပြသွားတာကွာပြောပြသွားတဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့ဥစ္စာကိုသဘောကျတယ်ရုပ်ရှင်ကားဆိုလို့ရှိရင်တချို့ရုပ်ရှင်ကားဆိုလို့ရှိရင်ဟိုရောက်လိုက်ဒီရောက်လိုက်နောက်ရတော့မှနှစ်ကာလအကြာကြီးဒီကိုပြသွားတဲ့ high ရှိတယ်ဒီဥစ္စာဒီ movie ကလို့မဟုတ်ဒီတရက်တဲအတွင်းမှာတရက်နှစ်ရက်ပေါ့လေ2ရက်လောက်အတွင်းမှာ24 hour အတွင်းမှာဖြုတ်သွားတဲ့ဟာကိုပြသွားတာအဲ့ဥစ္စာကျွန်တော်တော်တော်လေးသဘောကျတယ်။ဆောင်းဝမ်းသဘောကျတယ်လို့ကျွန်တော်ပြောလို့ရတယ်။ကျွန်တော်မမြင်ဘူးသေးဘူးပေါ့လေ။အရင်တော့ကြည့်ရင်ဒီပုံမှာဒါပေမဲ့ stand out ဖြစ်တာဆိုလို့ဒီကောင်ကတော်တော်လေး stand out ဖြစ်တယ်။အဲ့ movie plot point ရောပြီးတော့လို့ရှိရင်ဒီညီကို2ယောက်အကြောင်းပြောထားတဲ့ဥစ္စာကိုလည်းကျွန်တော်သဘောကျတယ်။အဲ့အပြင်ကို vampire တွေနဲ့လာပြီးတော့ဆက်နွယ်တဲ့အကြောင်းကိုလည်းသဘောကျတယ်။နောက်ပြီး movie မှာအဓိက main thing ကကြတော့သူတို့ blue music ပေါ့လေကပလီတွေ blue music အဲ့ blue music နဲ့ပတ်သက်ပြီးတော့သူကအဲ့ထဲကဒီလိုမျိုးလူတွေရှိတယ်ဆိုတဲ့ဥစ္စာဟာကိုဘယ်လိုပြောမလဲခံစားချက်ပါမှောဆန်ဆန်ကပြောပြသွားတယ်အဲ့ဥစ္စာလည်းကျွန်တော်တော်တော်လေးသဘောကျတယ်ဒီထဲမှာပါဝင်တဲ့ character တွေနဲ့သူတို့ရဲ့တရုပ်ဆောင်ချက်တွေကကြတော့ stand out ဖြစ်တာကျွန်တော်ပြောပြမယ် stand out ဖြစ်တာဟိုကောင် stand out ဖြစ်တယ်ဂီတာတီးတဲ့ကောင်လေးအဲ့ကောင်တော် stand out ဖြစ်တယ်နောက်ပြီးကျတော့ကျွန်တော် vampire အဲ့ vampire ကိုတော်တော်ကြိုက်တယ်ဘာလို့ဆိုလဲဆိုတော့ကျွန်တော်ဗျာကြည်ဘူးတဲ့ရုပ်ရှင်ကားမှာကျွန်တော်က vampire diary ဘာကြီးလဲကြည့်တယ်နောက်ပြီး twilight တွေဘာကြီးလဲကြည့်တယ်ကြည့်တော့အဲ့ထဲမှာဒီလိုမျိုးကြမ်းတဲ့ vampire ကိုကျွန်တော်တစ်ခါမှမမြင်ဘူးဗျာဝင်လာကြတဲ့ရတယ်ကောင်ဝင်လာကြတဲ့ရလို့မဟုတ်လှည့်စားတတ်တဲ့ပုံစံရှိတယ်ကွာသိလားတောင်းတောင်းဆိုလို့ရှိရင်ကျွန်တော်စိတ်ထဲမှာဘယ်လိုလဲဆိုလို့ရှိရင်vampire မြင်လို့ရှိရင်ဒီ vampire ချောတယ်မိုက်တယ်လမ်းတယ်ကွာဒါမှမဟုတ်ဒီ vampire ကြောက်စရာကြီးဘလူးကြီးလေသူစပုတ်ကောင်ကြီးရှာနေနဲ့ဘာတွေနဲ့ယွန်စရာကြီးအဲ့လိုကွာဒါပေမဲ့ဒီမှာကျတော့ဒီကောင်းအောင်မြင်ရတာနည်းနည်းလန့်အောင်ကောင်းတယ်ဘာလို့လဲဆိုတော့ driver ကပဲစောင်းညံကောင်းလို့လားမသိဘူးဒီကောင်းအောင်မြင်ရတဲ့ပုံစံတာမန်လူတယောက်လူပုံစံကွာဒါပေမဲ့ဒီကောင်ကအဲ့လိုမျိုးလှဲ့ပြားတက်တဲ့အဲ့လိုမျိုးနတ်ဆိုးလိုပုံစံကွာ devil လိုပုံစံကွာသိတယ်မလား devil လိုပုံစံဆိုတာလူတွေကိုစကားပြောလဲကောင်းတယ်ဒါပေမဲ့နောက်ဆုံးကျတော့တကယ်တရေဖြစ်နေတယ်အဲ့လိုပုံစံကွာနောက်ပြီးဒီထဲမှာကြိုက်တာပါလဲဆိုလို့ရှိရင်သူတို့ vampire တကောင်နဲ့စောက်ပဒနာတက်တာကိုလည်းကျွန်တော်ကြိုက်တယ် vampire တကောင်ရဲ့နောက်တစ်ခုကကျတော့ကျန်တဲ့ဒီ black community နဲ့ vampire တကောင်နဲ့ fight ရတဲ့ကားလို့ပြောလို့ရတယ်ဒီကားအဲ့တော့အဲ့ဥစ္စာကိုကျွန်တော်တော်တော်လေးသဘောတွေ့တယ်တာမန်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်မြင်မှုတာအဲ့လိုမျိုးအဖြူကောင်တွေကပေါ့လေ American အဖြူကောင်တွေကရှင်းမျိုးလို့ရှိရင်သူစပုတ်ကောင်လိုက်ပြီးဟန့်မယ်တတ်မယ်အဲ့လိုပုံစံပဲဒါပေမဲ့မဟုတ်ဘူးဒီမှာကြောင့်နည်းနည်းလေးပြောင်းသွားတယ်ပြောင်းသွားတဲ့အပြင်ကိုဒီလူမဲတွေကိုဦးစားပေးပြီးတော့ရိုက်ထားတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ကျွန်တော်ကအဲဥစ္စာလေးကို fresh ဖြစ်တယ်လို့ကျွန်တော်ခံစားရတယ် vampire မှာဘာလို့အကောင်စောင်းကြိုက်တာလဲဆိုတော့တော်တော်ယုံမာပြီဗျာယုံမာတယ်ဆိုတာထက်ဒီကောင်ပြောတဲ့ဥစ္စာလည်းအမှန်ပဲသူအဲ့လိုမျိုးဖိနှိပ်ချုပ်ချယ်မှုခံရတဲ့ဂျားတွေကနေပြီးတော့သူစပုတ်ကောင်တွေဖြစ်လာကြကွာဒီလားအဲ့တော့ကဘာတစ်တခုဒီဆောက်ချင်တယ်ဒါပေမဲ့နောက်ဆုံးလမ်းဘာလမ်းလဲဆိုတော့ရှင်းပြလူမျိုးကြီးဝါဒတွေဘာတွေနဲ့အုပ်စိုးနေအခက်ကာလာဆိုလို့ရှိရင်အုပ်စိုးနေတော့ကွာတကယ်သူတို့မှလွတ်မြောက်ဖို့နီလန်ဗန်ပါယာနီလန်မရှိတယ်ထာဝရလည်းနေခြင်းနဲ့ဘယ်လိုပြောမလဲလွတ်မြောက်တဲ့လူတွေအဖြစ်လဲဖန်တီးခြင်းနဲ့ဆိုတော့အဲနောက်ဆုံးလမ်းဗန်ပါယာနီလန်မရှိတယ်နောက်တစ်ခုကြောက်ဖို့ကောင်းတာဗန်ပါယာတွေဖြစ်တာမြင်ရတယ်ဒီမှာကျွန်တော် spoiler တွေပါတော့မယ်နော်ဒီထဲမှာမင်းသမီးလို့ပြောလို့ရမင်းသမီးကအိမ်ရှိကိုခဏလေးထွက်သွားတယ်သူကလည်းရွှေဒီကိုပြပြီးတော့မြှူဆွဲတယ်မြှူဆွဲပြီးတော့မင်းသမီးကအထက်ပြန်ဝင်တော့မယ်ဆိုလဲဆိုတော့သူကိုက်လိုက်တယ်ကွာကိုက်လိုက်တဲ့အချိန်မှာခဏလေးပဲရှိတယ်သူပြန်ဝင်လာတယ်ကွာဟုတ်တယ်နော်အဲ့ခဏလေးအတွင်းမှာသူဖြစ်သွားတဲ့အပြင်ကိုမင်းသမီးကလည်းအဲ့လိုမျိုးအမွှားနှကောင်နဲ့တကောင်ကိုကိုက်တယ်ကိုက်တော့အမွှားနှကောင်နဲ့တကောင်ကလည်း vampire ဖြစ်သွားတယ်အဲ့ဖြစ်တဲ့ဥစ္စာလည်းစောင်းဝမ်းမြင်တယ်ကွာတဲ့လားအဲ့ဥစ္စာကိုကျွန်တော်သဘောကျတယ်နောက်တစ်ခုကတန်းရှင်းကစောင်းမြင်တာဘယ်လိုလဲဆိုတော့သူတို့ကြားထဲမှာအိမ်နဲ့ကာနေရကွာသိလားအိမ်ရဲ့စီးမြင့်တစ်ခုကြောင့်ပဲကာနေရအိမ်ထဲကို invite လုပ်လို့ရှိရင်ဒီကောင်တွေဝင်လို့ရပြီ invite မလုပ်တာနဲ့ဒီကောင်တွေဝင်လို့မရအောင်သိလားအဲစီးမြင့်ကကျွန်တော်ဟိုမှာလည်းမြင်မှုတယ်
Vampire Diary ဘာကြီးမှလည်းမြင်ဘူးတယ် Twilight တို့ဘာလို့မှတော့မမြင်ဘူး Vampire Diary မှာကျွန်တော်မြင်ဘူးတယ်အဲ့တော့ကျွန်တော်ဟိုစိတ်လှရှားဖို့ကောင်းတယ်ဒီ Vampire ကြောက်လဲကြောက်ဖို့ကောင်းတယ်နောက်ပြီး Ogly လဲဆန်ဖို့ကောင်းတယ်အဲ့ထဲမှာအရင်မိုက်တဲ့စင်းတစ်ခုရှိတယ်အဲ့စင်းကဘာလဲဆိုလို့ရှိရင်ကြောက်ခမန်းလေးပေါ့လေလူတွေအကုန်လုံးကသူ့ရဲ့တွင်းအမွှားတကောင်တေးလေးတေးပေါ့အကုန်လုံးပြန်လှုပ်လိုက်ကြတယ်လွတ်လိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုလဲဆိုတော့အကုန်လုံးကတီးတီးနဲ့သူတို့ဘာသူတို့ပြန်နေဆိုပြီးတော့အကုန်ကျွန်တော်ကလည်းထင်တာပေါ့လေမဟုတ်ဘူးအပြင်မှာအကုန်လုံးအကြိုက်စားခံနေရတာဟောသိလားအဲ့အချိန်မှာအပြင်က Vampire အုပ်လိုက်ကြီးကကနေတာအဲ့မြင်ွယ်အခုထိကကျွန်တော်ရဲ့ခေါင်းထဲမှာထွက်ဘာလို့ဆိုနေတဲ့ဥစ္စာကြီးကတကယ်ဟိုချက်တည်ရုပ်တယ်ကွာသိလားကြည့်ရတာတော်တော်လေးကြောချမ်းဝင်ကောင်းတယ်ချက်တည်ရုပ်တယ်လို့ကျွန်တော်ခံစားရတယ်โอเคနောက်ပြီးဒီမှာ direction နဲ့ pacing ပေါ့လေ director ရဲ့ဘလို့အမြင်နေအယူဆတွေကဒီထဲမှာ2မျိုး3မျိုးလောက်ရှိတယ်2မျိုး3မျိုးလောက်ဆိုတော့ပထမဆုံးဒီကောင်းရဲ့ဒီဘဲရဲ့အယူဆက wide screen IMAX view လေအဲဥစ္စာနဲ့ပြရတဲ့ဥစ္စာရှိတယ်နောက်ပြီး cinematic file နဲ့ပြန်ပြရရှိတယ်အဲ့လိုမျိုး2မျိုးပြတယ်အဲ့ဒါလည်းတော်တော်လေးဘယ်လိုပြောမလဲ director ကျွန်တော်မြင်မှုတာဆိုလို့ Christopher Nolan မှာပြထားတဲ့ပုံစံလိုမျိုးဗျာအဲ့ဆိုကျွန်တော်မြင်မှုတဲ့အတွက်ကြောင့်မို့ဒီဘဲရဲ့ပုံစံဒါနဲ့နည်းနည်းလေးဟိုဘယ်လိုပြော reference ယူထားတယ်ခိုးချထားတဲ့ပုံစံလိုမျိုးရှိတယ်တော်တော်လေးမိုက်တယ်ဟိုဒီဥစ္စာ slow burn လို့လည်းပြောလို့မရဘူးကွာတချို့တွေကကြတော့ movie ကနောက်ဆုံးမှ slow burn ဖြစ်သွားတယ်လို့ပြောတယ်ဒါပေမဲ့ဒီ movie တစ်ခုလုံးอ่ะကွာအဲ့လိုမျိုးအကြောင်းဇက်တိုက် information ကိုဇက်တိုက်ပေးနေဟိုအမော်နှကောင်ရဲ့အကြောင်းလည်းဇက်တိုက်ပေးတယ်ပြီးသွားလို့ရှိရင်ဒီဟိုဟာတွေရဲ့အကြောင်းလည်းဇက်တိုက်ပြောရတယ်အဲ့တော့သူ့ရဲ့ဥစ္စာ movie ရဲ့ tempo ကကြာသွားတယ်ဆိုတဲ့အပိုင်းအသိမရှိဘူးပါသေးလားနောက်တစ်ခုကျွန်တော်ကြိုက်တာတညလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဘာဖြစ်လို့လဲဆိုတော့ဒီညမှာဖြစ်နေတာဒီအဖြစ်ကအခုလက်ရှိမှာဖြစ်နေတာအဲအတွက်ကြောင့်မို့လို့ဟိုအချိန်ကြီး time skip တွေပါလေဖြစ်သွားတာမရှိဘူးဒီအဖွဲ့လေးကြားထဲမှာပဲဖြစ်နေတာပေါ့အဲဥစ္စာကိုကျွန်တော်တော်တော်လေးသဘောကျတယ် director issue ဆောက်လဲအဲဥစ္စာကိုကျွန်တော်လုံးဝ respect ပေးတယ်ဆောင်းကြိုက်တယ်ဒီထဲမှာပါတဲ့ cinematography တွေပြီးသွားလို့ရှိရင် music တွေ design တွေကရှင်းပြလို့ရှိရင်အောင်ထားတယ်လို့ပြောလို့ရတယ်အောင်ထားရဆိုတာကျွန်တော်cinematography အကြောင်းကြတော့ရှင်းပြလို့ရှိရင်ကျွန်တော်ကအရင်လေးလာထားတာတော့မဟုတ်ဘူးဒါပေမဲ့သူ့ရဲ့ shot တွေကစောင်းမိုက်တယ်ကွာဥမာဟို Vampire ကောင်းကင်မော်နေလားဘယ်လိုလဲသူခုံပြီးတော့လေပြုတ်ကြလာပထမဆုံးဝင်လာတဲ့အခန်းအခန်းကလည်းရှင်းပြလို့ရှိရင်ဟိုကြည့်လိုက်လို့ရှိရင်ကျွန်တော်ကတော့ DC တွေက Batman vs Superman Zack Snyder shot နဲ့သွားဆင်နေတယ်လို့ကျွန်တော်မြင်နေတယ်ဒါကတော့ကျွန်တော် personal အမြင်ပေါ့လေပြီးသွားလို့ရှိရင်အဲ့ထဲမှာ Vampire တောင်းပန်နေတဲ့အခန်းကွာအခန်းကလည်းလုံးဝ sound masterful ဖြစ်တယ်လို့ပြောလို့ရတယ်ငါပြီးကြလို့ရှိရင်ဘယ်အခန်း masterful ဖြစ်တယ်ကတဲ့အခန်းတွေလည်း masterful ဖြစ်တယ်ပြီးတော့ရှိရင်ရေကန်ထဲမှာနောက်ဆုံး Vampire တည်တဲ့အခန်းဆောင်းမိုက်တယ် Vampire တည်တာကျွန်တော်တစ်ခါမှလုံးမဟုတ်အဲ့လောက်ထိ beautiful ဖြစ်တာဆောင်းလှတာကျွန်တော်မမြင်ဘူးကွာဒီမှာတစ်ခါပထမဆုံးမြင်တာတော်တော်လေးကြည့်လို့ကောင်းတယ်လို့ကျွန်တော်ထင်တယ်ဒီမှာ use အသုံးပြုသွားတဲ့ music တွေ sound design တွေကကြတော့ဘယ်လိုပြောမလဲတချို့ဟာတွေကြတော့ကျွန်တော်ခံစားလို့မရဘူးဥမာများခံစားလို့မရဘူးဆိုတော့ဒီလို blue music တွေပါဆိုလို့ရှိရင်ကျွန်တော်ခံစားလို့ရတယ်ဟိုကောင်ဆိုတာကွာဂီတာတီးတဲ့ကောင်ဆိုတာကောင်ဆိုတဲ့ဥစ္စာဆိုလို့ရှိရင်ကျွန်တော်တော်တော်သဘောကျတယ်မိုက်တယ် blue music အဲ့လိုမျိုးသူတို့ဟိုဟာဖြစ်တဲ့ဥစ္စာဘာဟာတန်းမှာဂီတာရဲ့တချင်းဆိုတာရဲ့ piano ရဲ့အဲ့ဒါနဲ့ပဲဟိုကောင်မှတော်တော်လေးမြောက်တယ်ဒါပေမဲ့အဲ့လိုဘယ်လိုပြောမလဲဇန်ဝင်နေတဲ့အချိန်မှာကွာ DJ အနာဂတ်ရောက်လာအတိတ်ရောက်လာအဲ့လိုမျိုး short တစ်ခုပါတယ်ဒီမှာကွာအမှကျွန်တော်သဘောမကျဟို beat တွေနဲ့ပတ်သက်ပြီးပါလာတယ်လေ beat တွေနဲ့အဲ့လိုမျိုး blue music ဝင်နေတဲ့အချိန်မှာ beat တွေနဲ့ပါလာတော့ကျွန်တော်အဲ့ဒါလေးတော့နည်းနည်းသဘောမကျဘူးဒါပေမဲ့တော်တော်များများတော့သဘောကျလောက်တယ်လို့ထင်တယ်ကျွန်တော်အဲ့ဒါလေးပဲတိတ်သဘောမကျဒီထဲမှာ editing နဲ့သူတို့ဖန်တီးထားတဲ့ပုံစံဟိုကျွန်တော်အစားတည်းပြောပါတယ်ပလော့ပွားရင်လေတရက်သေးအကြောင်းပြောပါကွာတရက်သေးအကြောင်းပြောပါတဲ့အတွက်ဟိုသူကဘာလဲဆိုတော့နောက်ပြန်ရစ်တာတွေအရှင်းပြောလို့ရှိရင်နောက်ပြန်ရစ်တာမရှိဘူးတိတ်လားနောက်ပြန်ပြီးတော့ရစ်တာမရှိဘူးဒီမှာဖြစ်နေတဲ့ဥစ္စာဟာကိုပြောတယ်ပြောပြီးတော့ငါတို့အရင်တော့ဘာတွေဖြစ်ခဲ့လဲဥစ္စာကိုလက်ရှိအချိန်ဒီမှာပဲပြောတယ်နောက်ပြန်ပြီးတော့လို့ဟိုနောက်ကြောင်းပြန်တာတွေဘာတွေဆိုတာမရှိဘူးကွာတော့ပြောပဲပြောနေပြောနေတဲ့ဥစ္စာလည်းစိတ်ဝင်စားဖို့ကောင်းတယ်ဟိုမြန်မာလိုကြည့်လို့ရှိရင်စိတ်ဝင်စားဖို့ကောင်းတယ်အင်္ဂလိပ်လိုတိတ်နားမလည်လို့ရှိရင်မြန်မာလို channel မြန်မာကြည့်ဗျာကျွန်တော်ချင်းမျိုးရှင်ကျွန်တော် recommend ပေးတာအဲ့ဒါပဲ recommend ပေးတော်တော်လေးမိုက်တယ်ဒါပြီးတော့ဒီထဲမှာပါတယ်တင်းနေ symbolism တွေကကြတော့အဓိကဘာလဲဆိုတော့ဟိုလူဖြူလူမဲနောက်ပြီးကြရင်အဲ့လိုမျိုးကျွန်းနေအကြောင်း
အမြင်လူမျိုးကြီးဝါတာအကြောင်းများအဲဥစ္စာပြောတာတော်တော်လေးစိတ်ဝင်စားဖို့လည်းကောင်းတယ်ကျွန်တော်လူမဲတွေကိုအရင်တော့အခုလည်းကျွန်တော်ထင်နေတာပါလဲဆိုတော့လူမဲတွေကတော်တော်ကြီးစိုးတယ်လို့ကျွန်တော်ထင်တာကွာဒီက Black Lives Matter တို့ဘာတို့ကွာအမြင်လူမဲတွေကလို့မလူဖြူကောင်းမလေးတွေကိုတိန်းနေတို့ဘာတို့လို့ကျွန်တော်ကြားတာပြောပါတယ်အဲ့ခါကျလို့ရှိရင်ကျွန်တော်ဟာလူမဲတွေကဘာလဲဟာဒီကောင်တွေကစောင်းအချက်မကောင်းလို့ထင်တာမဟုတ်ဘူးတကယ်ဒီကားတိုင်းမှာကြည့်တဲ့အချိန်ကျတော့မှလူမဲတွေကတော်တော်သနာဖို့ကောင်းတာများတယ်လားဘာလို့လဲဆိုတော့သူတို့ကဟုတ်တယ်တခြားစဉ်းစားကြည့်လို့ရှိရင်အာဖရိကကနေပြီးတော့ဂျုံဖြစ်နေဒီယူရိုဘက်ကိုခေါ်လာခံရတယ်ဗျာဟုတ်နော်ခေါ်လာခံရပြီးတော့သူတို့ကဂျုံပြုတ်ခံရတယ်ဂျုံပြုတ်ခံရပြီးတော့သူတို့မှာအခွင့်အရေးဆိုတာလည်းမရှိဘူးဟိုပတ်စံကိုင်းတာဒီထဲမှာပါပတ်စံကိုင်းတာတော့မှတွေးလို့ရှင်းပြလို့ရှိရင်ရဲတွေမကျင်းတော့လို့ရှိရင်တတ်ခွင့်ရှိတယ်ကွာသိလားအဲ့တော့အဲ့လိုမျိုးပေါ်ပါကွာသူတို့ဒီဟိုလွတ်လပ်ချောင်းဆိုလို့ရှိရင်သူတို့မှာ music ပဲရှိတယ်အရင်တော့ African နေရတယ်ရှင်းပြလို့ရှိရင်သူတို့ဘဝတွေရိုးရှင်းတယ်ကွာသူတို့ရဲ့ရိုးရာရှိတယ်ဟိုဟာရှိတယ်ဒီဟာရှိတယ်အကခုံရှိမှာကွာဒီဘက်လဲရောက်တော့အဲ့လိုမျိုးနေလို့မရတော့သိမလားယူရိုဘက်ရောက်တော့အကောင်တော့လူမျိုးကြီးဝါတာဆိုတော့သူတို့ကိုယ်တိုင်ကအဲ့လိုမျိုးလူမျိုးကြီးဝါတာကိုဘယ်လိုပြောမလဲပြန်ပြီးတော့တိုက်ခိုက်နေရတယ်ကွာပြန်ပြီးတော့အဲ့လိုမျိုးလူမျိုးကြီးဝါတာနဲ့မှသူတို့ကရှင်သန်နေတဲ့အတွက်ကြောင့်သူတို့ကိုယ်တိုင်လည်းအဲ့လိုမျိုးနည်းနည်းဆန်လာတယ်ကွာအဲ့ဥစ္စာကျွန်တော်နည်းနည်းသဘောကျတယ်နောက်တစ်ခုကအဲ့ထဲမှာ KKK ဆိုတဲ့ဥစ္စာပါတယ် KKK ဆိုတာကျွန်တော်သိတယ်လို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်မှားလို့ရှိရင်လည်းထောက်ပြပြီเนาะကျွန်တော်သိတယ်လို့ပြောရမယ်ဆိုလို့ရှိရင် KKK ဆိုတာလူမဲတွေကိုတက်ဖြတ်ဖို့အတွက်လူဖြူတွေဖန်တီးထားတဲ့အဖွဲ့အစည်းတစ်ခုပဲ community တစ်ခုပဲဗျာအဲ့တော့ဖြစ်ချင်တာမင်းသားအမွှာနှစ်ကောင်ကသူတို့က KKKဘယ်လိုပြောမလဲဒီသူတို့အရက်ဆိုင်ဖွင့်ဖို့အတွက်ဘုံဆိုင်ဖွင့်ဖို့အတွက်သူတို့ကအခန်းဟိုတိုက်ကြီးဟိုအိမ်ပြက်ကြီးဝယ်လိုက်တယ်ဝယ်လိုက်တဲ့အိမ်ပြက်ကြီးက KKK ခေါင်းဆောင်ရဲ့အိမ်ဖြစ်နေ KKK ခေါင်းဆောင်ကလည်းရှင်းပြလို့ရှိရင်တော်တော်ဆိုးဝါးဝါဇလန်ဒေချာကြီးလို့ရှိရင်တော့သိမယ် spoiler တွေပါမယ်ဗျာဇလန်နောက်ဆုံးမှာတရက်ပဲရှိတယ်ကွာပြီးပြီးဒီနေ့ရောင်းပြီးနောက်နေ့လဲကြောက်လာလူမဲတွေကိုတေအောင်လို့ဆိုပြီးလာတတ်တာဆောင်းလန်းဆိုးရကွာနောက်ပြီးတော့အဲ့ထက်မှာ vampire ကပြောင်းပထမဆုံးပြောင်းလိုက်တယ်နှစ်ကောင်မိသားစုနှစ်ကောင်လည်း KKK ပဲအဲ့ဥစ္စာလည်းနည်းနည်းကြောချမှုကောင်းတယ်ကွာသိလားဟိုလူမျိုးကြီးဝါတာတွေအရင်တော့ဘလူတွေများစိုးဝါလဲဆိုတော့ဥစ္စာဟာကွာဒီမှာကောင်းကြီးခံစားရတယ်လို့ကြောင့်ဟာစိတ်ပြက်သွားတယ်အဲ့ဒါကြည်ပြီးသွားတဲ့အချိန်မှာဟာလူပြူတွေကအရင်တော့အဲ့လိုမျိုးရှိခဲ့တာလားပေါ့လေဘာလို့ဆိုတော့ဟုတ်တယ်တော်တော်လေးအချင်းရုပ်တဲ့အပိုင်းမှာပါတယ်ဥမာကွာလူတယောက်ကိုသူတို့ကဟိုလူမျိုးစုတုပ်စုလုံးကိုကြုံပြုတ်ထားတယ်မင်းကငါရဲ့အပိုင်ဖြစ်သွားပြီသူ့တဲ့မွေးလာတဲ့ဥစ္စာမှန်သမျှလည်းအပိုင်ပဲပြီးသွားလို့ရှိရင်လူတွေကိုကြိုက်တယ်လို့ချဲလဲလို့ရတယ်ကွာအဲ့တော့အခုနောက်ပိုင်းမှာကျွန်တော်စနစ်မရှိဘူးဆိုတော့တော်တော်လေးမိုက်တယ်အရင်တော့အဲ့လိုမျိုးစနစ်တွေရှိခဲ့တဲ့ဥစ္စာဘယ်လောက်တောင်ဆိုးသွားလဲကွာဒီ movie မှာတော့မှကျွန်တော်တွေ့ရနည်းနည်းဆိုးသွားဆိုဒါနည်းနည်းလေးပဲရှိသေးတယ်တကယ်အစ်စ်မှာဘယ်လောက်တောင်ဆိုးသွားလဲဆိုတဲ့ဥစ္စာကျွန်တော်မသိရဘူးလေဒီအဲ့လိုမျိုးဥစ္စာတွေအဲ့လိုမျိုး information တွေပေးတဲ့ဥစ္စာကိုကျွန်တော်နည်းနည်းသဘောကျတယ်ဒီထဲမှာ channel ကို match လုပ်ထားတယ်ကွာgeneral mass လောက်ထားဆိုအမျိုးအစားကဒီထဲမှာဟို politics ဆန်တယ် religious လည်းဆန်တယ်ပြီးတော့လို့ရှိရင်ဒီ horror ပုံစံလည်းပါတယ်ကွာ mythology လည်းပါတယ်အဲ့ဥစ္စာတွေကနည်းနည်းလေး masterful ဖြစ်တယ်လို့ပြောလို့ရတယ်ဒီ director ကဒီရုပ်ရှင်ကားကိုမရိုက်ခင် Black Panther တို့တော့မဟုတ်လို့ရှိရင် Creed တို့မရိုက်ဘူးလို့ရှိရင်ဒီရုပ်ရှင်ကားကိုရိုက်နိုင်မယ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးဒါကျွန်တော်ရဲ့ personal take ပေါ့လေဘာလို့ဆိုတော့ Black Panther တို့ဘာလို့ရိုက်ပြီးတဲ့နောက်ပိုင်းမှာသူကပို့ပြီးတော့ masterful ဖြစ်သွားတယ်လို့ထင်ပါတယ် channel ကို match လုပ်တဲ့အချိန်မှာအဲ့တော့သူကလူမင်းနဲ့ပတ်သက်ပြီးတော့ပေါ့လေသူ့ရဲ့စိတ်ဆန္ဒတွေမှာရှိတဲ့ဥစ္စာဟာကိုအပြည့်အဝ horror နဲ့အတူတူပေါင်းစပ်ပြီးချပြလို့ရတယ်အဲ့ဥစ္စာကိုလည်းသဘောကျတယ်နော်ကျွန်တော်မေ့နေလို့စင်နာလို့သူခေါင်းစဉ်တက်ထားတဲ့ဥစ္စာဟာဘာလို့ခေါင်းစဉ်ထပ်ထားလဲဆိုတဲ့ဥစ္စာဟာကိုကျွန်တော်နောက်မှသိတယ်ဒီ movie တစ်လျှောက်လုံးမှာတေချာကြည့်လိုက်လို့ရှိရင်နောက်ဆုံးကြံခဲ့တာကြောက်မှမရှိအကောင်လုံးကစင်တာတွေပဲဟုတ်ကောင်တကောင်လဲဟိုရှင်းပြောလို့ရှိရင်ဂီတာတီးတဲ့ကောင်လဲစင်တာပဲဘာလို့လဲဆိုတော့ movie ထဲမှာပါတာရှင်းပြောလို့ရှိရင် movie ထဲမှာအမွှားနှစ်ကောင်ရဲ့နဲကတကောင်နဲ့ဖြစ်နေတဲ့ကောင်မလေးရတယ်အိမ်အောင်ရှိတယ်ဖောက်ပြန်တာဒီမှာလာဖောက်ပြန်တာပြီးတော့လို့ရှိရင်ဂီတာတီးတဲ့ကောင်နဲ့ဖြစ်တဲ့ကောင်မလေးရတယ်ဒီမှာလာဖောက်ပြန်တာတဘောပါလားအဲ့တော့စင်တာကွာဒီကောင်တွေကအပြစ်ရှိတဲ့လူသားနောက်ပြီးကြလို့ရှိရင်ဒီကောင်တွေကလူတွေလည်းတတ်တယ်ဘာဖြစ်လဲအဲ့တော့အပြစ်ရှိတဲ့လူသားမင်းတို့အပြစ်ရှိနေပြီးသားအဲ့တော့ကြောင့်မင်းတို့တေတဲ့နေဆိုတဲ့ပုံစံကွာမင်းတို့အပြစ်အတွက်
ဘယ်လိုပြောမလဲအပြစ်ဒဏ်ကိုခံယူသင့်တယ်ဆိုတဲ့ပုံစံကွာအဲ့အတွက်ကြောင့်မို့လို့မင်းတို့တွေကအပြစ်မှုတွေဒီ sin နဲ့ပတ်သက်တဲ့ဥစ္စာပေါ့လေအပြစ်တွေလုပ်တဲ့အတွက်ကြောင့်မို့လို့မင်းတို့ကထိုက်တဲ့အပြစ်ရတယ်ပေါ့မိစ္ဆာ vampire တကောင်ကလာတယ်အဲ့လိုပုံစံတော့မဟုတ်ကွာသူပြောထားတယ်အဲ့ဒါလေးကလည်းတော်တော်လေးဘယ်လိုပြောမလဲသဘောကျတဲ့အပိုင်းပါတယ် devil တောင်မှလုံးဝဟိုအကြီး devil မဟုတ်ကွာ vampire တကောင်နဲ့လာတာဒီ vampire တော့မှဒီလောက်ဖြစ်နေလို့ရှိရင်ကွာဒီလားရပြောကြတာဆောင်းဝမ်းကြမ်းတယ်ဒီ vampire ဆောင်းဝမ်းကြမ်းတယ်လို့ကျွန်တော်ပြောလို့ရတယ်ဘယ်လောက်တောင်ကြမ်းလဲဆိုလို့ရှိရင်ဒီကောင်တွေကကြိုက်ပြီးသွားလို့ရှိရင်ကြိုက်ပြီးလည်းတေသွားလို့ရှိရင်အကောင်ရဲ့အတွေးတွေအကုန်လုံးကဒီကောင်နဲ့ရောက်တယ်နောက်ပြန်ရင်ဒီကောင်ရဲ့အတွေးတွေကလည်းခိုးကောင်ပေးလို့ရတယ် original ကောင်ပေးလို့ရတယ်အဲဥစ္စာစောက်ဝမိုင်းမိုင်းနေချိတ်ဆက်နေကွာ hive mind လို့ဖြစ်နေကွာသိလား hive mind ဆိုတာပြားအောင်တစ်ခုလို့ကွာချိတ်ဆက်နေတကောင်ကနေရာမှာဖြစ်လို့ရှိရင်နောက်တစ်ကောင်ကလည်းကြိုသိနေတယ်အဲ့သိနေကွာသိလား information တွေရတယ်ခေါင်းချင်းချိတ်ဆက်နေတဲ့ဆိုတဲ့ပုံစံအတွေးချင်းချိတ်ဆက်နေတဲ့ပုံစံအဲ့တော့အဲ hive mind ပုံစံဖြစ်နေတဲ့ဥစ္စာလည်းသဘောကျဖို့ကောင်းတယ်နောက်ပြီးတော့ဒီမိစ္ဆာဒီသွေးဆိုးဖို့ကောင်ကတည်ရကြတာစောင်းဝမ်းကြမ်းတယ်လူသားကိုစားခြင်းလို့တည်ရကြတာကွာသိလားလို့မကြိုက်ခြင်းလို့တည်ရကြတာကွာအဲဥစ္စာရေကြောက်ဖို့ကောင်းတယ်ဒါပေမဲ့ဒီထဲမှာကျွန်တော်တိတ်မရှင်းတာတော့ကြိုက်ပြီးတော့လို့မို့အကြိုက်ခံရပြီးတာနဲ့လို့မို့ vampire ဖြစ်သွားလားဒါမှမဟုတ်လို့ရှိရင်သူတို့ vampire ဖြစ်ဖို့တော့နောက်တစ်နည်းရှိသေးလားဒီကောင် vampire တွေဘယ်လိုလုပ်လဲဆိုတဲ့နည်းကိုသင်ပေးထားလားအဲ့ဒါတော့တေချောင်းမသိဘူးဒါပေမဲ့ကျွန်တော်အထင်တော့ကြိုက်ပြီးွားနဲ့ vampire ဖြစ်တယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ဟိုမင်းသမီးကြိုက်လိုက်တဲ့အမွှာတကောင်ကအကြိုက်ခံရအကြိုက်ပဲခံရကွာနောက်တစ်ခုကအကြိုက်ခံရတဲ့မတိုင်ခင်မှာသူအဲ့လိုမျိုးတည်ရည်လေးကျွေးလိုက်တယ်အဲ့ဒါပဲရှိတာအဲ့တော့တည်ရည်ကျွေးပြီးတော့ကြိုက်ပြီးတေွားလို့ပဲဖြစ်တာလားတည်ရည်ကြောင့်ပဲပိုးကူးပြီးတော့ vampire ဖြစ်တာလားဘာလဲဆိုတော့တိတ်တော့မသိခွဲဘူးဒါပေမဲ့အတက်နိုင်ဆုံးကျွန်တော်အဲ့လိုဆိုတော့ဒီနေ့တော့စိတ်ဝင်စားပြီလေဘယ်လိုဖြစ်လဲဆိုတာသိချင်တယ်ဒီမှာ VFX နဲ့ predicate effect တွေ fuck VFX ကတော်တော်လန်းတယ် VFX ကတော်တော်လန်းတယ်ဆိုတာဒီထဲမှာတိတ်မလန်းတဲ့အပိုင်းတွေရှိတယ်ကွာတိတ်မလန်းတဲ့အပိုင်းတွေကဘာလဲဆိုတော့လို့မို့တွေးထက်တန်ရုံအပိုင်းတွေကတိတ်မလန်းကွာတိတ်မလန်းဆိုတာအရင်တော့တွေ့ဘူးနေကြအဲ့လိုမျိုးမြင်ဘူးနေကြဟာနဲ့မတူသိလားဟိုနည်းနည်းအပေါ်သားဆန်တယ်လို့ကျွန်တော်ထင်တယ်အပေါ်သားဆန်တယ်ဆိုတော့ကွာဟို driver လည်းဒါသူ့ရဲ့ဆုံးဖြတ်ချက်အရာ intention အရာလောက်ထားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ကွာသိလားဟိုတွေးထွက်တဲ့အချိန်ကြလို့ရှိရင်အကုန်လုံးကလည်းကော်ဘက်ရုပ်ဆန်နောက်တစ်ခုဘယ်လိုလဲဟိုအတူရောင်ကွာ prosthetic နဲ့လုပ်ထားတဲ့ဥစ္စာဆိုတာနည်းနည်းသိတာကွာဒါပေမဲ့ VFX တွေကကြောက်တော်တော်လေးမိုက်တယ် VFX တွေလုံးဝတနက်ထွက်သွားတာတွေနောက်ပြန်မီးလောင်သွားတာတွေအဲ့ဒါတွေကတော်တော်လေးမိုက်တယ်အဲ့ဒါတော့ကျွန်တော်တော်တော်သဘောကျရတဲ့မှာပါတယ်ဒီထဲမှာ culture နဲ့ social commentary ကဘာပြောရမလဲဆိုလို့ရှိရင်တော့ blood တွေကဟုတ်ပါတယ်လူမဲတွေအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီကတော်တော်လေးကြည့်လို့ကောင်းတယ်နောက်ပြီးကြလို့ရှိရင်သူတို့ရဲ့ဘယ်လိုပြောမလဲအရင်တော့ဘလုံမိုးသူတို့တွေနှိမ်ချခံရလဲနောက်ပြီး KKK တွေကဘလောက်တောင်စိုးလဲဆိုတဲ့ဥစ္စာကိုဒီမှာပေါ်ထင်သိရတယ်ကွာနောက်ပြီး American လူတွေကလည်းရှင်းပြောလို့ရှိရင်အဲ့လိုမျိုးမလုံးတင်ဘူးဆိုတဲ့ဥစ္စာကွာအခုဆိုလို့ရှိရင် Trump နဲ့ပတ်သက်ပြီးတော့ပေါ်လာတဲ့အတွက်ကြောင့် Trump ကလည်းရှင်းပြ Mega လို့ဘာလို့ရှိရလေ political ဘိုင်းရောက်သွားပါပြီဒါ political ဘိုင်းရောက်ကျွန်တော်မပြောချင်ဒါမဲ့လည်းအဲ့လိုမျိုးလူမျိုးကြီးဘွာတာလူမျိုးကြီးဘွာတာကလုံးဝမရှိသင့်ဘူးလို့တော့ကျွန်တော်စိတ်ထဲမှာမြင်တယ်လူမျိုးကြီးဘွာတာရှိနေတဲ့တွေကလူတွေကအဲ့လိုမျိုးဟိုဘယ်လိုပြောမလဲမနာလိုမှုတွေမုန်းတိမှုတွေအဲ့လိုမျိုးတွေရှိနေပါပဲတယောက်နဲ့တယောက်နဲ့နှိမ်ချမှုတွေရှိနေပါပဲအဲ့လိုကြောင့်မို့လို့ပို့ပြီးတော့ကဘာရက်ပို့ပြီးဆိုးဝါအောင်ပါပဲအဲ့တော့ကြောင့်မလို့ဒီလိုမျိုးရုပ်ရှင်ကားတွေပေါ်လာတဲ့ဥစ္စာနည်းနည်းကောင်းတယ်လို့ထင်တယ်တရေကားလိုတော့ဖြစ်တယ်တိုးတော်လဲဒီမှာ politics နဲ့ပတ်သက်တဲ့ဥစ္စာလေးနောက်ပြီးကြရင်မင်းရဲ့ဘယ်လိုပြောမလဲ culture နဲ့ပတ်သက်တဲ့ဥစ္စာလေးနည်းနည်းလေးပြောပြအောင်ပါတယ်ဥစ္စာကျွန်တော်သဘောကျတယ်ဒါတော့ကျွန်တော်ရှင်းပြရင် brand bell လုပ်ပြီးတော့ပြောနေရနော်ကျွန်တော်ဒီရုပ်ရှင်ကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ခံစားချက်တွေ feeling တွေကိုတစ်လျှောက်လုံးကိုထိုင်ဖုတ်နေတာကွာသိလားကျွန်တော်တော့ဆိုလို့ရှိရင်ဒီကောင်ကတော်တော်လေးကောင်းတဲ့နေရာမှာပါတယ် masterpiece လို့တော့ပြောလို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်အဲ့လိုမျိုးဒီလူမဲ politics နဲ့ပတ်သက်ပြီးတော့ကျွန်တော်သိမကြိုက်ဘူးကွာကျွန်တော်တို့ကလုံးဝအရင်ဟို attraction ရှိတဲ့ကားလို့မဟုတ်ဒါပေမဲ့ horror အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် sound မိုက်တယ်သိလား horror perspective အနေနဲ့ကြည့်မယ်ဆိုရင်တော့တော်တော်လေးမိုက်တယ်ဒီ horror ဘက်ကိုပို့ပြီးတော့ဦးတည်ပြီးတော့လို့ fighting မှာညာတကာလုံးမယ်ဆိုလို့ရှိရင်တော့ဒီကတော်တော်လေး appealing ဖြစ်တယ်ဒီထဲမှာကွာအဲ့ထဲမှာ politics ပါတော့ပို့တော့ဟိုဖြစ်သေးတယ်
ကျွန်တော်တော့ကတော့ masterpiece မဟုတ်ဘူးသို့တော့ကျွန်တော် recommend ပေးတယ်လူတိုင်းကိုကြည့်စေချင်တယ်ဘာလို့လဲဆိုတော့ဒီကကြည့်တဲ့နေမှာပါတယ်ဒီနှစ်အတွင်းမှာပေါ့လေတော်တော်လေးကြည့်ပြောရှုပြောဖြစ်တဲ့ကားတွေမှာပါတယ်ဟဲ့နောက်တစ်ခုဒီမှာ acting review က Michael B Jordan ဆောင်းဝမ်းတော်တယ်ဗျာညီကိုနှစ်ကောင်ဖြစ်နေသေးဆောင်းတော့အမွှားနှစ်ကောင်ဖြစ်နေနှစ်ကောင်လုံးကဇက်ရိုက်ကွဲနေလို့ကျွန်တော်မြင်တယ်သိလားကျွန်တော်ယုံကြည်ရကွာကျွန်တော်ယုံကြည်ရဆိုတော့ဗာလဲဆိုတော့အရင်အတားတယောက်ကတခါကျရင်အရင်တော်ဝိုင်းကွာဟို Robert Pattinson လို့ပေါ့ Robert Pattinson လည်းရှင်းပြလို့ရှိရင် Mickey 17ရိုက်ထားလေအဲ့ထဲမှာလို့မို့နှစ်ကောင်ဖြစ်နေတယ်လို့မို့ဒီထဲမှာလည်း Michael B Jordan နှစ်ကောင်သူရဲ့ personality ကမတူဘူးကွာအဲ့ဥစားကျွန်တော်ကြည့်တာကျွန်တော်နှစ်ကောင်လို့တော့မြင်နေကွာလူနှစ်ယောက်လို့တော့ကျွန်တော်မြင်နေအဲ့တခုကတော်တော်လေးဒီပဲဆရာကြီးကြရလို့ကျွန်တော်ပြောလို့ရတယ်နောက်ပြီးကြလို့ရှိရင်ဒီထဲမှာပါတဲ့ Haley Steinfeld တို့ဘာတို့အိုးဆောင်းဝမ်းမိုက်တယ်စော်လေးနေမိုက်တယ်နောက်ပြီး Cabally အဲ့လိုမျိုးအဖိုးကြီးလေဘာလဲဘာကြမှုတ်ပြီးပြန်လို့တီးရပဲအဘဲလေးမိုက်တယ်အဘဲကိုလည်းကျွန်တော်သဘောကျတယ်နောက်တစ်ခုဘယ်သူ့သဘောကျလဲဆိုလို့ရှိရင်အဲ့ထဲမှာပါတယ်ဟုတ်ကွာဒီကွာဟိုဆိုင်ထဲမှာကွာငားနေလာပြီးတော့ရောင်းမိတဲ့ဘဲလေတိလားအဲ့ဘဲရဲ့မိန်းမလေးတိလားအဲ့ကောင်မလေးကွာတရုံမာလေးကလည်းတော်တော်လေးမိုက်တယ်။ तू ကနောက်ဆုံးကျတော့အချစ်ကြောင်မို့လို့ तू သမီးကို तू ဘယ်လိုပြောမလဲအသက်ခံမှာစိုးတဲ့အတွက်ကြောင့်မို့လို့ तू ယောက်ျားကို तू ကိုယ်တိုင်တတ်တာ။စောင်းဝမ်းကြံတယ်အဲ့တခုကလည်းအဲ့လိုမျိုးကွာဘယ်လိုပြောမလဲ character တွေမှာ depth တွေရှိတယ်ကွာတဲ့လား။သူတို့ဘာမှမဟုတ်ဒီတညထဲမှာပဲ fuck up တွေဖြစ်ပြီးွားတဲ့ဥစ္စာကိုသူတို့နောက်တစ်ချိန်နောက်ရှေ့ဆက်ပြီးတော့ဘယ်လိုပြောမလဲအကျိုးဆက်တွေမဖြစ်အောင်လို့ဒီညထဲမှာပဲအဆုံးသတ်တာဆောင်းဝမ်းကြမ်းတယ်အဲ့တခုကလည်းကျွန်တော်တော်တော်ကြတယ်နောက်ပြီး Michael B Jordan နောက်ဆုံးပထမမင်းသား Smoke ဆိုတဲ့ကောင်အဲ့ကောင်ကဒီ KKK တွေလာတတ်မယ်ဆိုတာသိတယ်သိတော့ဒီညဗမ်ပါယာတွေကိုရှော့ပြီးပေါ့မနဲ့လည်းရောက် KKK တွေကိုရှော့ဖို့အတွက်ဒီကောင်ကနေခဲ့ပြီးတော့ KKK တွေလည်းရှော့တယ်ဒီကောင်လည်းသိတယ်ဆောင်းဝမ်းကြမ်းတယ်ဒါထဲမှာလွတ်တာဆိုလို့တကောင်လည်းရှိတယ်ဟိုကီတာတီးတဲ့ကောင်တကောင်အဲ့ကောင်လည်းလွတ်တယ်အဲ့ဥစ္စာကိုကျွန်တော်ဘယ်လိုပြောမလဲသဘောကျတယ်ဘာလို့ရုပ်ရှင်ကားတစ်ခါကိုကျွန်တော်ကြည့်တယ်ဗျာကြည့်ပြီးရင်နောက်ဆုံးမှာဟာအကုန်လုံး happy ending ဖြစ်တယ်ဟာမိတ်ဆာလာပြီးတော့အကုန်လုံးဘာမှလည်းမဖြစ်ဘူး happy ending ဖြစ်ပြီးတော့ဆိုပြီးတော့အဲ့ဥစ္စာကိုကျွန်တော်သဘောမကျအောင်ကျွန်တော်သဘောကျတယ်ဘာလို့ဆိုတော့ကျွန်တော်ကရုပ်ရှင်ကားကြည့်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အန်ရရှိတယ်ဆိုတဲ့ဥစ္စာကိုပြောသိလားဥပမာကရုပ်ရှင်ကားလာတယ်မိတ်ဆာတွေ့ပြီးတော့မိတ်ဆာဘာမှမဟုတ်တဲ့အဖွဲကအနိုင်ယူသွားဆိုတော့စောက်ဘာမှအသေးမှမရှိဘူးကွာမဖြစ်တင်မိတ်ဆာလာပြီးတော့မိတ်ဆာကိုတကယ်လဲခံနိုင်ရှိတယ်နည်းနည်းလေးကြမ်းတယ်ဆိုတော့ကောင်းတယ်ဝိုင်းပြီးတော့တိုက်ခိုက်တာတော့မှကွာသူတို့တော့မနိုင်ဘူးတေသွားတယ်အဲ့ထဲမှာတကောင်နဲ့နောက်ဆုံးတကောင်နဲ့ပဲအသက်ရှင်အဲ့ဥစ္စာရဲ့အတွက်ကြောင့်မိတ်ဆာကိုရှောင်းတဲ့တယ်အဲ့ဒါကိုကျွန်တော်သဘောကျတယ်ကွာဟုတ်လားဒီကနေ့ပတ်သက်ပြီးတော့ကျွန်တော်ပြောတာ fuck up ခဏလေးကျွန်တော်ပြောတော်တော်လေးများနေပြီလို့ကျွန်တော်ထင်တယ်ဘယ်လောက်ရှိနေပြီလဲ23မိနစ်တောင်ရှိနေပြီ23မိနစ်ရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုနားထောင်ပေးတဲ့လူတွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကို comment တွေမှာရေးတယ်comment နေမှာတော့မဟုတ်ဘူး comment တစ်ခုတွေ့တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကနာမငြိမ်ဘူးတဲ့ကျွန်တော်ပုံစံက vibe ကိုကနာမငြိမ်တဲ့ vibe ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အဲ့ဥစ္စာကိုဒီကနေပြီးတော့ကြိုပြီးတော့တောင်းပန်ခြင်းပါတယ်ကျွန်တော်ကိုယ်တိုင်လည်းလို့ movie တွေကိုကြိုက်ပြီးတော့တစ်ခါကျရင်ကျွန်တော်ပြောဖို့မရှိလို့ရှိရင် line ပေါ်မှာတင်တာအဲ့အတွက်ကြောင့်မို့လို့ပါတခြားစိတ်တော့မထားပါနဲ့ကျွန်တော်တူအဲ့လိုမျိုးခံစားချက်ချင်းတူလို့ရှိရင် fight ချင်းတူလို့ရှိရင် like ပြီးဆွေးနွေးလို့ရတယ် comment box တွေမှာလည်းချထားလို့ရတယ်ကျွန်တော်လည်းအမြင်မတူလို့ရှိရင်လည်းပြောလို့ရတယ်ဘာလို့အမြင်မတူလဲဆိုတဲ့ဥစ္စာကိုကျွန်တော်လည်းအဲ့လိုမျိုးလေ့လာခြင်းတယ်ဗျာသိလားဥပမာကျွန်တော်ဒီကောက်ကိုကြိုက်တယ်ဒါပေမဲ့brother တို့ကမကြိုက်ဘူးဘာလို့မကြိုက်တာလဲဆိုတော့ကျွန်တော်သိကျင်တယ်နောက်တစ်ခါကျတော့ကျွန်တော်ဒီကောက်အရင်မုန်းတယ်ဒါပေမဲ့ bro တို့ကကြိုက်တယ်ဘာလို့ကြိုက်တာလဲဆိုတော့ကျွန်တော်သိကျင်တယ်ကွာအဲ့ချိန်ကျတော့ငါဒီကောက်ငါအဲ့လို perspective အနေနဲ့ကြည့်ပြီးတော့ငါပြန်ကြည့်မယ်ဆိုတဲ့ပုံစံကွာဖြစ်တာအဲ့တော့ကြောင့်မို့ကျွန်တော် community standard ပေါ့လေ community တခု build လုပ်ချင်တာပါအဲ့စိတ်ပဲရှိပါတယ်အဲ့တော့ဒီလိုမျိုး review တင်တာပါ channel စိတ်တော့မရှိပါဘူးအခုဒီ GB တဲ့အတွက်ကြောင့်မလို့ကျေးဇူးအများကြီးတင်ပါတယ်စင်နာက2025မှာတော့ဆောင်းကြည့်တဲ့ကားလို့တော့ကျွန်တော်ပြောလို့ရပါတယ် Vampire movie တွေကြိုက်တဲ့လူအတွက်ဆိုလို့ရှိရင်လုံးဝလက်မလွတ်တဲ့ကားတစ်ခုလို့လည်းကျွန်တော်မြင်ပါတယ်ဘယ် perspective ကပဲကြည့်ကွာသိလားဘယ်အပိုင်းကပဲကြည့် horror ဘက်ကပဲကြည့် politics ကပဲကြည့်ကားကောင်းတစ်ခုပဲကြည့်ချင်တာပဲဖြစ်ဖြစ်အပြင်းပြေပဲဖြစ်ဖြစ်
ကြည့်တဲ့ကားတစ်ခုလို့ကျွန်တော် recommend ပေးပါတယ်เนาะဒီနေ့တော့ဒီလောက်ပါပဲဖုတ်တာကြီးလည်းအများကြီးပဲကြာသွားပြီကျွန်တော်အမြင်မတူလို့ရှိရင်လည်းအောက်မှာမှန်ခဲ့ပြီလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ် bye